Cristiano Ronaldo သူ့ရဲ့ CR7 ပြတိုက်ကိုတွားရောက်လဲပါတာကိုကြည့်ပါပထမဆုံးသူ့ရဲ့ရုပ်တုကိုတိကျစွာစစ်စီပါပြီးတော့ကိုနီနီကတိုက်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့အခါရေးလိုက်ပြီပါအဲ့ဒီနောက်မှာသူ့ရဲ့ရုပ်တုနဲ့ဓာတ်ပုံရိုက်ခရတာကိုမြင်ရပါတယ်ပြီးတော့ Cristiano Ronaldo ကနယူးယောက်မှာရှိတဲ့သူ့ရဲ့နောက်ထပ်ရုပ်တုတစ်ခုကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်အဲ့ဒီရုပ်တုကိုမြင်လိုက်ရတော့သူ့အရာပြောနေပါတယ်သူ့ရဲ့ရုပ်တုနဲ့ပျော်ရွှင်စွာ selfie ရိုက်ပြီးဒီရုပ်တုကသူ့ရဲ့အရာတူနေပါတယ်ဒါပေမဲ့အခုတော့တကယ်လက်ဝက်ကချမ်းသာတော့ပါအဲ့ဒီမတိုင်ခင်မှာ Cristiano Ronaldo ရဲ့ပရိသတ်တရားဆိုရင်ဗီဒီယိုကို like လုပ်ပြီး follow လုပ်ပြီး comment မှာ CR7 လို့ရေးပေးပါအခု Cristiano Ronaldo ရဲ့ရေးစရာခေါင်းတဲ့ရုပ်တုကိုကြည့်ရှုလိုက်ပါအခုကြီး Ronaldo က Messi ကိုသူ့ရဲ့အကန့်အသတ်တွေကိုဘယ်လိုပြတယ်လဲဆိုတာကြည့်ပါဒီနေ့မှာ Messi ဟာ podcast တစ်ခုမှထိုင်နေတော့ Ronaldo ဘောလုံးကစားရတဲ့ဗီဒီယိုကလစ်တစ်ခုကိုပြသခဲ့ပါတယ်အဲ့ဒီဗီဒီယိုကလစ်မှာ Ronaldo ကဘောလုံးကိုခေါင်းတိုက်ဖို့လေးတဲ့ကို26မီတာအထိခုန်ချခဲ့ပါတယ်ဒါကူမီတော့ Messi ကအနေငယ်ရေးပြီးဒါကတော်လေးလွယ်ကူတယ်လို့ပြောပါတယ်ဒါပေမဲ့နှစ်အနေငယ်အကြာမှာ Ronaldo က Messi နဲ့တွေ့ဆုံတဲ့အခါ Ronaldo ကတင်းကိုတကယ်ကိုအားဆင့်ဆင့်နဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာ Ronaldo ရဲ့ပရိသတ်တယောက်ဆိုရင်ဗီဒီယိုကို like လုပ်ပြီး follow လုပ်ပြီး comment မှာ CR7 လို့ရေးပေးပါအခု Ronaldo က Messi ကိုဘာလုပ်လဲဆိုတာကြည့်လိုက်ပါဦး